ခုရောက်နေတဲ့နေရာကတော့ရေပူစမ်းပါမပြောဘူးအများကြီးပဲချက်တော့ကြည့်ကြည့်မယ်ရေပူစမ်းနေရတယ်ဖြစ်ပါတယ်ဒီရေပူစမ်းကကျုပ်ထဲလို့ရှိရင်ကျုပ်ကကြက်တယ်ပေါ့နော်ဒီမှာပြပေးမယ်ခဏလေးထားတော့ပါ视频呢，公司那边的过来回送。သိတော့ပါပြုတ်ဝယ်စားကြည့်ပါမယ်သူက20ဘတ်ပေးရပါတယ်တစ်ခု Thank you ဟ